အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂီတာအဝိုင်းဒီတရားရှိတောင်ဖေဟာမြောက်ဘက်ဆောင်ထဲမှာပေးခေါ်နေတဲ့ဆရာထိုက်အောင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးများအတွက်6လပိုင်း25ရက်ကနေပြီးတော့9လပိုင်း1ရက်အထိတစ်ပတ်အတွင်းမှာကြုံတွေ့ရမယ်ကံကြမ္မာအကောင်းဆုံးကိုတေရော့ကဖြစ်နမိတ်ဖတ်ပြီးဟောကြားပြမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေကဒီကာလမှာဘာလို့ဘာကြရမယ်မသိဘူးဖြစ်နေတယ်ဟိုအလောကကောင်းလို့ဒီအလောကကောင်းလို့လည်းအခြေကုန်သွားတယ်ပြီးတော့ကိုယ့်ရဲ့အခြေအနေတွေဟာအကောင်းအနေဆိုရုပ်တရက်ပြောင်းသွားတဲ့အခြေအနေတွေဆွေးနွေးတော့တဲ့ကာလလည်းဖြစ်ပါတယ်လက်ရှိငွေကြေးအခြေအနေကတော့ငွေဝင်တယ်လို့မျိုးငွေထွက်များနေတဲ့ကာလလည်းဖြစ်ပါတယ်မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်လာရင်တော့စိတ်သဘောထားမတိုက်ဆိုင်တာဒါမှမဟုတ်ကိုချစ်တရားမကောင်းလို့ဆိုပြီးတော့မိတ်ဆွေတူနဲ့အပီးပိုင်းလမ်းခွဲတာလို့တွေကြုံရမယ်ကာလလည်းဖြစ်ပါတယ်လက်ရှိနေရာထိုင်ခင်းနဲ့ပတ်သက်လာရင်စိတ်တိုင်းမကြစရာတွေကြုံမယ်ပြီးတော့မိသားစုအတွင်းမှာလည်းအတွင်းလူနှောက်ယှက်လို့တူနဲ့တူစိတ်အခမတဲ့စရာတွေနောက်ပြီးတော့စကားမပြောမဆိုပဲဖြစ်နေတာတွေကြုံရလိမ့်မယ်မိခင်ရှိတယ်ဆိုရင်တော့မိခင်ကျမ်းမာရေးဟာအယိုးတို့အာယုံကြောတို့နော်ဒုက္ခပေးတဲ့ကာလလည်းဖြစ်ပါတယ်သားသမီးနဲ့ပတ်သက်လာရင်တော့သားသမီးကိုအကြောင်းပြပြီးတော့ခိုင်ရန်ဒေါသတွေဖြစ်ရတတ်တယ်မတရားပြောဆိုဆွဆွဲတာတွေခံရတတ်တယ်နောက်သားသမီးတွေမှာလည်းကျမ်းမာရေးနေတဲ့အသေးစားခွဲစိတ်ကူးတာတွေခံရတတ်တဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ဒီကာလမှာတနင်္ဂနွေသားသမီးတွေဟာတွားတာလာတာပြောတာဆိုတာလေးတွေတော့သတိထားမှအဆင်ပြေမယ်ရန်အနောက်ရက်ရှိပါတယ်နော်ငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးများဖို့ကတော့အခြေအေးမှာအဆင်မပြေပါဘူးအခြေအေးမှာတူနဲ့တူကျွန်တော်စိတ်သဘောထားမတိုက်ဆိုင်လို့လမ်းခွဲရမယ်ကာလလည်းဖြစ်ပါတယ်အိမ်တော်ရှင်များဖို့ကတော့အိမ်တော်ဘက်ကျမ်းမာရေးညံ့မယ်ဂရုစိုက်ဖို့လိုပါတယ်အိမ်တော်ဘက်ကိုအမြင့်တက်တာတွေရှောင်ခိုင်းပါနော်ခြေကြော်ကြတာတို့ပြုတ်ကြတာတို့ကြုံရတဲ့ကာလလည်းဖြစ်ပါတယ်တနင်္ဂနွေသားသမီးရဲ့ကျမ်းမာရေးကတော့ဒီကာလမှာဒုက္ခပေးမဲ့ကာလလည်းဖြစ်ပါတယ်တနင်္ဂနွေသားသမီးရဲ့ဒီကာလမှာပညာရေးကိစ္စရဖြစ်ဖြစ်ဘာသာရေးကိစ္စရဖြစ်ဖြစ်အဋ္ဌကိစ္စရဖြစ်ဖြစ်ပေါ့နော်ဒီကာလမှာကျွန်တော်တို့အစစ်မပြေဘူးဆိုတာတွေပြန်လဲအဆင်ပြေသွားပါလိမ့်မယ်နောက်ပြီးတော့ဒီကာလမှာအဋ္ဌအဟောင်းတွေပြန်လဲပြုလုပ်ရတတ်တယ်နောက်ဆရာသမားဟောင်းတွေလည်းပြန်တွေ့ရတတ်တယ်တွေ့ရင်လည်းကောင်းပါတယ်ပေါ့နော်အဲ့တော့ပညာရေးနဲ့ပတ်သက်လာရင်လည်းကျောင်းလျှောက်ထားတာဝင်မရတဲ့လူတွေပေါ့ပြန်လျှောက်ကြည့်ပါနော်ပြန်လဲရပါလိမ့်မယ်နော်ပညာရေးနဲ့ပတ်သက်လာရင်တော့ပြန်လဲကောင်းမွန်လာမယ်ကာလလည်းဖြစ်ပါတယ်လုပ်ငန်းခွင်အလုပ်ထဲမှာတော့အပြိုင်ဆိုင်အတိုက်ခိုက်တွေများနေမယ်ကာလလည်းဖြစ်ပါတယ်အဲ့တော့မြန်မြန်လုပ်ရင်အဆင်ပြေမယ်မြန်မြန်သွားရင်အောင်မြင်မယ်နောက်ပြီးတော့ကိုယ်ကြီးခဲ့တဲ့သူတွေကလည်းကုညီမစားလိမ့်မယ်မစားမဲ့သူကလည်းကျွန်တော်နှစ်ဦးဖြစ်နေမယ်နော်အဲ့တော့ကိုယ်တည်းကိုကမြင့်ကြီးတဲ့သူနော်ဝေကြီးဥစ္စာတတ်တဲ့လူတွေကအကူကြီးပေးမဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့အလုပ်ကန်ကတော့အလုပ်နဲ့ပတ်သက်လာရင်တော့ကျွန်တော်အတိုက်ခံများနေတဲ့ကာလလည်းဖြစ်ပါတယ်နော်ငွေကြေးနဲ့ပတ်သက်လာရင်တော့ဒီကာလငွေဝင်နေတော့နေနေတယ်ပြီးတော့ရုတ်တရက်အကျွေးလည်းတင်သွားတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ကို့မှာခက်ခဲနေတဲ့အခက်အခဲလေးပြပေါင်းစားဖို့အတွက်မိမိတို့စီးနေတယ်ပေါ့နော်ဖတ်တဲ့ဟောင်းတရံကိုစွန့်ပစ်ပြီးတော့ကို့မှာခက်ခဲနေတဲ့နော်ငွေကြေးခက်ခဲအလုပ်ကံခက်ခဲကျန်းမာရေးခက်ခဲတွေနော်အဆင်ပြေဖို့အတွက်ကောင်းကျိုးချမ်းသာရဖို့အတွက်ကိုကျွန်တော်တို့စွန့်ပစ်ပြီးတော့ဆူတောင်းပါအဲလိုလုပ်လိုက်မယ်ဆိုရင်ကို့မှာရှိတဲ့အညက်လေးတွေပြပြပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ